မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေမိဘပြည်သူဓမ္မမိတ်ဆွေများခင်ဗျာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဘဝမှာသားသမီးဆိုတာအိမ်တအိမ်ရဲ့ရှေ့ဆောင်လမ်းပြမိရှုတစ်ဆောင်လေးနဲ့တူပါတယ်မိဘတိုင်းကတော့ကိုယ့်ရဲ့ရင်သွေးလေးတွေကိုအကောင်းဆုံးပြုစုပြောထောင်ပြီးအောင်မြင်စေချင်ကြတာကြီးပါပဲဒါပေမဲ့လူတိုင်းသတိမထားမိတဲ့အချက်တစ်ခုကတော့ကလေးတစ်ယောက်ဟာမွေးဖွားလာကလေးကသူ့ရဲ့အတိတ်ပါရမီကံနဲ့အတူမိသားစုရဲ့ကံစားတာကိုပြောင်းလဲပစ်နိုင်တဲ့ဘုံကံတွေပါလာတတ်တယ်ဆိုတာပါပဲဘုရားဘာသာကျမ်းနဲ့နေမှာသားသမီး၃မျိုးအကြောင်းပြဆိုထားတဲ့အနက်အတိဇာတာဆိုတဲ့သားသမီးမျိုးဟာမိဘထက်အရာရာတာလွန်ထူးခဲ့ပြီးမိသားစုတစ်ခုလုံးကိုဆင်းရဲတွင်းကနေကယ်တင်နိုင်တဲ့ဘုံကံရှင်တွေဖြစ်ကြပါတယ်အထူးသဖြင့်မိသားစုတစ်ခုဟာဘလောက်ပဲနှိမ့်ကျနေပါစေဆင်းရဲဒုက္ခတွေနဲ့ရုန်းကန်နေရပါစေဘုံကံကြီးမားတဲ့သားသမီးတစ်ယောက်ရောက်ရှိလာပြီဆိုတာနဲ့အဲ့ဒီအိမ်ရဲ့အမောင်းထုတွေဟာအလိုလိုကွယ်ပြောက်ပြီးရွှေရောင်ငွေရောင်တွေလွှမ်းမိုးလာတတ်ပါတယ်ဒီလိုထူးခြားတဲ့သားသမီးမျိုးဟာကြီးလာမှသိရတာမျိုးမဟုတ်ပါဘူးသူတို့ဟာပတိတန်တေတီကလေးကဒါမှမဟုတ်မွေးဖွားလာတဲ့အချိန်ကစလို့ထူးခြားတဲ့နမိတ်လက္ခဏာတွေကိုပြတတ်ကြပါတယ်ရွှေလူကြီးတွေကတော့ဒါကိုကန်စာတာပါလာတဲ့ခလီလို့ခေါ်ဆိုကြသလိုကျန်းကန်လာအယူဆတဲ့အရာလဲဒါဟာအလွန်မင်္ဂလာရှိတဲ့ဖြစ်ရတွေပါပဲတင်ကိုယ်တိုင်ရောတင်းရဲ့သားသမီးတွေမှာရောဒီလိုထူးခြားတဲ့လက္ခဏာတွေရှိနေသလားဒီနေ့မှာတော့ကျွန်တော်တို့ဓမ္မ mindset မြန်မာ channel ကနေမိဘတွေကိုစင်းရဲသွင်းကနေလက်တွဲဆွဲထုတ်ပေးမယ်မိသားစုဂုဏ်ကိုအလင်းဆောင်ပေးမယ်ဘုံကန်ရှင်သားသမီးတွေရဲ့မွေးစကားကလေးကပြတဲ့လက္ခဏာ10ချက်ကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအချက်လေးကိုတည်ထားခြင်းအပြင်ကိုယ့်ရဲ့ရင်သွေးလေးတွေအပေါ်ထားရှိရမယ်စိတ်နေတထားနဲ့သူတို့ရဲ့ပါရမီကံတွေပုံမတောက်ပလာအောင်ဘလို့ထိန်းချောင်းပေးရမလဲဆိုတာကိုနားလည်သွားမှာပါကဲဘုံကန်ရှင်သားသမီးတယောက်အမိဘာနဲ့ရောက်ရှိလာပြီဆိုတာနဲ့စတင်ပြတတ်တဲ့ပထမဆုံးထူးခြားချက်ကဘာဖြစ်မလဲဆိုတာအတူတူနားဆင်ကြည့်လိုက်ကြရအောင်ဗျာထူးခြားချက်နံပါတ်1ပဋိသန္ဓေတီဒီနဲ့မိဘတို့၏စီဝါရေးရုတ်တရက်တက်လာခြင်းဘုံကန်ရှင်အတိစားရသားသမီးတယောက်ရဲ့ပထမဆုံးသောထူးခြားချက်ဟာသူတို့မွေးဖွားမလာခင်မိခင်နဲ့ဝမ်းပိုက်ထဲမှာပဋိသန္ဓေစတင်တီကလေးကစတင်ပြတတ်လာချက်ပါတယ်ဘုံကန်ကြီးမားတဲ့တန်ဒေသတယောက်ဟာမိခင်ဝမ်းတိုင်ကိုရောက်ရှိလာပြီဆိုတာနဲ့အဲ့ဒီကလေးရဲ့ပါလာတဲ့ပါရမီကံဆွမ်းဟင်တွေဟာမိသားစုရဲ့ကံကြတာအပေါ်မှာစတင်တက်ရောက်ပါတော့တယ်အထူးသဖြင့်အရင်ကစီးပွားရေးတွေအဆင်မပြေလို့အကျွေးပတ်လဲဝိုင်းလို့စိတ်ပင်ပန်းနေရတဲ့မိဘတွေဟာဒီလိုကလေးမျိုးကိုလွယ်ထားရပြီဆိုရင်မထင်မှတ်ထားတဲ့ပြောင်းလဲမှုတွေကိုကြုံတွေ့ရတတ်ပါတယ်ဥပမာအားဖြင့်အရင်ကဘလို့ပဲစူးစမ်းအလို့အကောင်လေးအစင်မပြေပဲပိတ်ဆို့နေရကနေကလေးကဝန်ရပြီဆိုတာနဲ့တကိုင်နဲ့မထင်မှတ်ထားတဲ့နေရာတွေကနေအလို့အကောင်အခွင့်အလမ်းတစ်တွေပွင့်လာတာမျိုးအဆက်တွေကောင်းတွေရလာတာမျိုးတွေထစ်တတ်ပါတယ်အချို့တော်မိဘတွေမှာဆိုရင်ဆယ်စုနှစ်ကြီးပြီးပြန်မရတော့ဘူးလို့မျှော်လင့်ချက်ကုန်နေတဲ့ကြွေးဟောင်းတွေပြန်ရလာတာဒါမှမဟုတ်မိမိတို့ရဲ့လုပ်ငန်းခွင်မှာရုတ်တရက်ယာလူးတက်တာလက်စာတိုးတာမျိုးတွေကိုတိတာကြုံတွေ့ရတတ်ပါတယ်ဒါဟာတိုက်ဆိုင်မိတစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒီကလေးရဲ့ပါလာတဲ့ဘုံကန်းဟာမိဘကိုရှေ့ပြေးလက်ဆောင်အဖြစ်လက်လာဖွင့်ပေးတာပဲဖြစ်ပါတယ်ဒီလိုဘုံကန်ရှင်သားသမီးမျိုးကိုလွယ်ထားရတဲ့အခါမှာမိဘတွေဟာစိတ်ထဲမှာလည်းအလိုလိုနေရင်ကြွယ်ဝချမ်းသာသောမဲ့နမိတ်မျိုးကိုခံစားရတတ်ပါတယ်အရင်ကငွေရေးကြေးရေးအသက်ပူပန်နေရတဲ့စိတ်တွေဟာကလေးကဝန်ရှိလာတဲ့အခါမှာတော့မအားတို့အစဉ်ပြေတော့မှာပါဆိုတဲ့အေးချမ်းတဲ့ယုံကြည်မှုမျိုးစတင်ဝင်ရောက်လာပါတယ်ဒါဟာဘုံကန်ရှင်သားသမီးရဲ့အယံဝါကမိသားစုရဲ့ဆင်းရဲခြင်းအမောင်တို့ကိုစတင်ဖြိုခွင်းလိုက်တာပါပဲဒါကြောင့်မိဘတွေအနေနဲ့ကိုယ်မှာကဝန်းရှိလာတဲ့အချိန်ကစပြီးစီးပွားရေးတွေတိတာထူးခြားပွင့်လန်းလာတယ်ဆိုရင်ဒါဟာတင့်စီကိုမိသားစုကိုကယ်မဲ့ဘုံကန်ရှင်အတိကြတော့သားသမီးတယောက်ရောက်ရှိလာပြီဆိုတဲ့ပထမဆုံးသောနမိတ်လက္ခဏာပဲဖြစ်ပါတယ်ဗျာထူးခြားချက်နံပါတ်2မိခင်တွင်တူတုံကောင်းစိတ်များပေါက်ခွာလာခြင်းဘုံကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ဒုတိယမြောက်ထူးခြားတဲ့လက္ခဏာကတော့မိခင်ဖြစ်သူရဲ့စိတ်နဲ့စိတ်ထားနဲ့အမှုရတွေဟာအရင်ကနဲ့မတူပဲထူးခြားပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ဘုံကန်ကြီးမားတဲ့တန်တေသားတယောက်ဟာမိခင်ဝမ်းထဲကိုရောက်ရှိလာပြီဆိုတာနဲ့အဲ့ဒီကလေးရဲ့ဖြူစင်တဲ့စိတ်ဓာတ်ဟာမိခင်ရဲ့စိတ်အစဉ်ကိုပါလွှမ်းမိုးသွားတတ်ပါတယ်။အထူးသဖြင့်အရင်ကဒေါသကြီးတတ်တဲ့မိခင်ဒါမှမဟုတ်လောကီရေးရတွေမှာပဲစိတ်ရောက်နေတတ်တဲ့မိခင်မျိုးဟာကလေးကိုဝင်ရပြီဆိုတာနဲ့တပြိုင်နက်စိတ်နှလုံးဟာအန်အိုးစရာကောင်းလောက်အောင်အေးချမ်းလာတတ်ပါတယ်ဒီလိုဘုံကန်ရှင်သားသမီးမျိုးကိုလွယ်ထားရတဲ့မိခင်တွေဟာအရင်ကနဲ့မတူပဲဘာသာရေးအသည့်တွေအလိုလိုဝင်လာတတ်ပါတယ်။ဘုရားရှိခိုးခြင်းတာတရားနာခြင်းတာသီလစောင့်တည်ခြင်းတာမျိုးတွေဟာဘယ်သူမှတိုက်တွန်းစရာမလိုပဲအလိုအလျောက်ဖြစ်ပေါ်လာပါတယ်။
နောက်ပြီးအာတီတာလို့ခေါ်တဲ့ကိုဝန်ဆောင်ခင်တောက်တမှုတွေမှာလည်းထူးခြားချက်တွေရှိပါတယ်အချို့သောမိခင်တွေဟာသူတစ်ပါးကိုပေးကမ်းစွန့်ကြဲခြင်းတဲ့စိတ်ဒါနပြုခြင်းတဲ့စိတ်တွေအားကြီးလာတတ်ပါတယ်ဒါဟာတန်တေသားရဲ့ပါရမီဓာတ်ကမိခင်ကိုကုသိုလ်တရားတွေနဲ့နီးစပ်အောင်ဆွဲဆောင်နေတာဖြစ်ပါတယ်ဒါအဖြစ်စိတ်နေစိတ်ထားဟာလည်းအယံကိုနူးညံ့သိမ်မွေ့သွားပါတယ်သူတစ်ပါးပေါ်မေတ္တာပွားခြင်းတာမနာလိုဝန်တုံမှုနဲ့ကင်းစင်သွားတာမျိုးတွေဟာဘုံကန်ရှင်သားသမီးကိုလွယ်ထားရတဲ့မိခင်တွေမှာတွေ့ရတတ်တဲ့ထူးခြားတဲ့ကြောင်းလဲမှုတွေပါပဲဗျအဲ့ဒီလိုမိခင်ရဲ့စိတ်အစိမ်ကြည်လင်အေးချမ်းနေခြင်းဟာကလေးရဲ့ဘုံကန်ကိုပုံမတောက်ပြောင်စေသလိုမိသားစုတစ်ခုလုံးရဲ့ energy ကိုလည်းအကောင်းဘက်ကိုပြောင်းလဲစေပါတယ်ဒါကြောင့်မိခင်တယောက်အနေနဲ့ကိုယ်မှကိုယ်ဝင်ရှိလာတဲ့အခါငါစိတ်တွေကဘာလို့ဒီလောက်တောင်အေးချမ်းနေရတာလဲဘာလို့ဒီလောက်တောင်ကုသလှုပ်ချင်နေရတာလဲလို့ခံစားရတယ်ဆိုရင်ဒါဟာတိတ်ဝမ်းပိုက်ထဲမှာမိသားစုကိုအလင်းဆောင်မဲ့သူတော်ကောင်းစိတ်ဓာတ်အပြည့်ပါလာတဲ့ဘုံကန်ရှင်သားသမီးတယောက်ကင်းဝတ်နေပြီဆိုတဲ့ခိုင်မာတဲ့လက္ခဏာတရားပဲဖြစ်ပါတယ်ဗျာထူးခြားချက်နံပါတ်3ရုပ်ရည်ကြည်လင်တောက်ပါပြီးမျက်နှာပွင့်ခြင်းဖုံးကန်ရှင်အတိဇာရသားသမီးတယောက်မွေးဖွားတန်ဆင်းလာတဲ့အခါမှာမြင်တွေ့ရမယ့်အထင်ရှားဆုံးသောလက္ခဏာကတော့ထူးခြားတဲ့ရုပ်ရည်အစင်းနဲ့မျက်နှာပွင့်ခြင်းပဲဖြစ်ပါတယ်ဒါဟာကလေးရဲ့အသားရည်ဖြူခြင်းညိုခြင်းနဲ့မဆိုင်ပါဘူးအသားညိုတဲ့ကလေးဖြစ်စေဖြူတဲ့ကလေးဖြစ်စေဖုံးကန်ကြီးမားတဲ့ကလေးတယောက်ရဲ့အသားရည်ဟာမြင်ရသူအပေါင်းကိုစိတ်ချမ်းမြေ့စေတဲ့ကြည်လင်တောက်ပမှုရှိနေတတ်ပါတယ်ကြည့်လိုက်တာနဲ့အသားရည်ကစိုးပြီးညူပြီးမျက်နှာပြင်မှာအေးချမ်းတဲ့အယောင်အဝါတစ်ခုဖုံးလွှမ်းနေသလိုခံစားရတတ်ပါတယ်အထူးသဖြင့်မျက်နှာပွင့်ခြင်းဆိုတဲ့လက္ခဏာဟာဖုံးကန်ရှင်သားသမီးတွေမှာအလွန်သိသာပါတယ်လူစိမ်းတယောက်ကမြင်ရင်တော့မှအကြောင်းမဲ့ချစ်ခင်စိတ်ပေါက်ဖွာလာတာပွေ့ချီးချင်လာတာမျိုးဖြစ်တတ်ပါတယ်ဒါကိုကျမ်းဂန်တွေမှာတော့ပီရစက်ခုလို့ခေါ်တဲ့ချစ်စပွဲမြတ်ဝန်းရှိသူလို့တင်စားပါတယ်ကလေးရဲ့မျက်လုံးတငယ်အိမ်ဟာကြည်လင်းပြီးအယောင်တောက်ပါနေတတ်ပါတယ်ဖုံးကန်ရှင်သားသမီးတွေရဲ့မျက်နှာဟာမြင်ရသူရဲ့စိတ်ကိုအလိုလိုနေရင်အေးမြဲသွားစေတဲ့စွမ်းအားရှိပါတယ်အဲ့ဒီလိုလူချစ်လူခင်ပေါ်များတဲ့အတွက်ကြောင့်လေဒီကလေးတွေဟာကြီးပင်းလာတဲ့အခါမှာသူတစ်ပါးရဲ့အကူအညီကိုအလွယ်တကူရရှိတတ်ပြီးဘဝလမ်းကြောင်းမှာအခက်ခဲနဲပါကအောင်မြင်မှုလွယ်ကူတတ်ပါတယ်ဒါပြင်ဒီလိုကလေးမျိုးကိုမွေးဖွားထားရတဲ့မိဘတွေဟာလည်းကလေးရဲ့မျက်နှာကိုကြည့်လိုက်ရုံနဲ့တင်တနေ့တာပင်ပန်းသမျှတွေပြေးပြောက်သွားတတ်ပါတယ်အဲ့ဒီကလေးရဲ့မျက်နှာပွင့်တဲ့ဖုံးကန်ကြောင့်ပဲမိဘတွေရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးမှာပါအလိုလိုမျက်နှာပွင့်လာတတ်ပါတယ်အင်းကိုလာလဲတဲ့သူတွေကလည်းကလေးကိုမြင်တာနဲ့တင်စိတ်ချမ်းသာပြီးလက်ဆောင်ပနာတွေပေးချင်တာအိမ်အတွက်ကောင်းကျိုးစကားတွေပြောပေးချင်တာမျိုးတွေကြုံရတတ်ပါတယ်ဒါဟာကလေးရဲ့ပါလာတဲ့ဖုံးကန်ကပတ်ဝန်းကျင်ကိုပါအကောင်းဘက်ကလွှမ်းမိုးလိုက်တာပဲဖြစ်ပါတယ်ဗျာဒါကြောင့်တင်းရဲ့ရင်သွေးလေးဟာမွေးစကားတွေကတခြားကလေးတွေနဲ့မတူပဲကြီးလိုက်ရင်ထူးထူးခြားခြားကြီးလေးနေတာမြင်ရသူတိုင်းကတအံ့တအိုးနဲ့ချစ်ခင်ဆွဲလန်းနေကြတာမျိုးရှိနေပြီဆိုရင်တော့ဒါဟာတင်းမိသားစုကိုဆင်းရဲသွင်းကကဲတင်မဲ့ဖုံးကန်ရီးမာတဲ့မျက်နှာပွင့်အတိဇာတာသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာထူးခြားချက်နံပါတ်4နဖူးပြန်ကျဲပြန်ဒီဆွန့်ကားခြင်းဖုံးကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေထဲမှာနှစ်ဖူးဟာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်လက္ခဏာပေတဲ့ကျမ်းဂန်တွေနဲ့ရှေးလူကြီးတွေရဲ့အတွေ့အကြုံအရာနှစ်ဖူးပြန်ဟာလူတယောက်ရဲ့အသိဉာဏ်ပညာနဲ့ကံစရာအနှိမ့်အမြင့်ကိုဖော်ပြတဲ့နေရာဖြစ်ပါတယ်ဖုံးကန်ကြီးမားတဲ့ကလေးငယ်တကမွေးဖွားလာတဲ့အခါသူတို့ရဲ့နှစ်ဖူးပြန်ဟာတခြားကလေးတွေထက်တိတိသားသားကျဲပြန့်ပြီးဆွင်ကားနေတတ်ပါတယ်ဒါကိုနှစ်ဖူးပြင်ညီညာခြင်းဒါမှမဟုတ်နှစ်ဖူးကျဲခြင်းလို့ခေါ်ဆိုကြပြီးဒါဟာအလွန်မြင့်မြတ်တဲ့ဖုံးကန်ရှင်တွေမှာတွေ့ရတဲ့အမှန်အသားပဲဖြစ်ပါတယ်ဒီလိုနှစ်ဖူးပြင်ကျဲပြန့်ဆွင်ကားခြင်းဟာထိုကလေးရဲ့အနာဂတ်မှာအသိဉာဏ်ပညာအလွန်ကြီးမားမဲ့အပြင်တွေးခေါ်မျှော်မြင်နိုင်စွမ်းမြင်မားမဲ့ဆိုတာကိုရှေးပြေးနမိတ်ပြအနေတာဖြစ်ပါတယ်နဖူးကျဲတဲ့ဖုံးကန်ရှင်သားသမီးတွေဟာကြီးပြင်းလာတဲ့အခါမှာဘလို့အခက်အခဲမျိုးကိုမဆိုညံနဲ့ရင်ပြီးကြော်လွှားနိုင်ကြပါတယ်သူတို့ဟာလူအများပေါ်မှာဩဇာအာဏာတက်ရောက်နိုင်သူတွေဖြစ်လာတတ်တယ်လို့မိသားစုရဲ့စီးပွားရေးလမ်းကြောင်းကိုလည်းအမအရွေးမချီဥဆောင်နိုင်မဲ့ဉာဏ်ကြီးရှင်တွေဖြစ်လာကြပါတယ်ရှေးလူကြီးတွေကတော့နှစ်ဖူးပြည့်စုံတဲ့ကလေးကိုမြင်ရင်ဒီကလေးကတော့နောင်တစ်ချိန်မှာမင်းစိုးရာစားတွေလို့စထေးတူကျွေတွေလို့အချွေရန်ပေါ်များပြီးမိဘကိုလှုပ်ကြွေးမဲ့အထူပဲလို့အထင်ရှားဟောကိန်းထုတ်လိရှိကြပါတယ်ဒါအပြင်နှစ်ဖူးပင်ဟာကြီးလင်ပြီးအယောင်အဝရှိနေဖို့လည်းလိုအပ်ပါတယ်ဖုံးကန်ရှင်သားသမီးတွေရဲ့နှစ်ဖူးဟာမှိန်ဖြော့မနေပဲအမြဲတမ်းစိုးပြေဝင်းပါနေတတ်ပါတယ်ဒါဟာသူတို့ရဲ့ကံစရာကအမြဲတမ်းပွင့်လန်းနေမယ်ဆိုတဲ့သဘောပါမိဘတွေအနေနဲ့ကိုယ့်ရင်သွေးလေးရဲ့နှစ်ဖူးပင်ကိုကြည့်ပြီးပီတိဖေးရတယ်လို့အဲ့ဒီနှစ်ဖူးပင်ရဲ့အချိုးအစားကပဲကလေးရဲ့တည်ငြိမ်မှုကိုလည်းဖော်ပြနေပါတယ်
နဖူးပြီးကျဲပြက်တဲ့ကလေးတွေဟာစိတ်သက်ခိုင်မာပြီးလောကဓာတ်ကိုကြင်ကြံခံနိုင်တဲ့ပါရမီတတ်ပါလာတတ်ပါတယ်။ဒါကြောင့်တင်းရဲ့ရင်သွေးလေးဟာမွေးစကားတွေကနဖူးလေးကကျဲပြန့်ပြီးဆွင့်ဆွင့်ကာကာရှိနေတယ်။ကြည့်လိုက်ရင်အချိုးအစားကျပြီးမြင့်မြတ်တဲ့အသွင်အပြင်ရှိနေတယ်ဆိုရင်တော့ဒါဟာတင်းမိသားစုကိုဆင်းရဲသွင်းကနေကယ်တင်ပြီးဂုံတက်အောင်လှုပ်ပေးမဲ့ဉာဏ်ပညာရှင်ဖုံးကန်ရှင်အတိဇာတာတာလမီတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာထူးခြားချက်နံပါတ်5အငိုနဲခြင်းနဲ့တည်ငြိမ်ခြင်းဘုံကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ထူးခြားချက်တွေထဲမှာလူအများစုသတိမထားမိတဲ့အချက်ကတော့သူတို့ရဲ့တည်ငြိမ်မှုပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်ကလေးငယ်တွေဟာစာလောင်တဲ့အခါတခုခုအစင်မပြေတဲ့အခါဒါမှမဟုတ်အကြောင်းမဲ့တောင်းကျမ်းငိုယိုတကြတာတဘာဝပါဒါပေမဲ့ဘုံကန်ကြီးမားတဲ့ကလေးငယ်တွေမှာတော့ထူးထူးခြားခြားတည်ငြိမ်အေးဆေးတဲ့ပါရမီထက်တစ်ခုပါလာတတ်ပါတယ်သူတို့ဟာအကြောင်းမဲ့အော်ဟစ်ငိုယိုတာမျိုးမရှိသလောက်နဲပါပြီးကလေးဘဝမှာတင်လူကြီးတယောက်လိုတည်ငြိမ်တဲ့အမူအရာမျိုးပြတတ်ကြပါတယ်ဒါကူရှေးလူကြီးတွေကစိတ်တက်ရင့်ကျက်တဲ့ကလေးတုံခွတ်ပါရမီရှင်ကလေးလိုတတ်မှတ်ကြပါတယ်ဒီလိုဘုံကန်ရှင်သားသမီးတွေဟာပဝင်းချိန်ကစူးညံတန်းတွေထိတ်လန့်စရာအခြေအနေတွေကြုံလာရရင်တော့မှတခြားကလေးတွေလိုထိတ်လန့်တကြားအော်ဟစ်ငိုယိုတာမျိုးမဖြစ်ပဲမျက်လုံးလေးအဝိုင်းသားနဲ့အေးအေးဆေးဆေးကြည်နေတတ်ကြပါတယ်ဒါဟာသူတို့ရဲ့စိတ်ဓာတ်ဟာငယ်စဉ်ကလေးကခိုင်မာနေပြီးအတိတ်ဘဝကပါလာတဲ့တမာတိဓာတ်သို့မဟုတ်တည်ငြိမ်တဲ့စွမ်းအိမ်ကြောင့်ပဲဖြစ်ပါတယ်ဒီလိုကလေးမျိုးရှိတဲ့အိမ်မှာအရင်ကထက်ပိုပြီးအေးချမ်းလာတတ်ပါတယ်ကလေးရဲ့ငြိမ်သက်အေးချမ်းတဲ့အပြုအမူဟာမိဘတွေရဲ့ပူလောင်နေတဲ့စိတ်တွေကိုပါအလိုလိုပြေလွတ်သွားစေပါတယ်အိမ်ထဲမှာစူးညံပူလောင်မှုတွေကင်းဝေးသွားတဲ့အတွက်မိဘတွေဟာလည်းမိမိတို့ရဲ့လောက်ကန်ဆောင်တာတွေကိုစိတ်အေးလက်အေးနဲ့ပိုပြီးအာယုံစိတ်လောက်ကင်လာနိုင်ကြပါတယ်ဒါအပြင်အငိုနဲတဲ့ဘုံကန်ရှင်ကလေးငယ်တွေဟာမိဘကိုဒုက္ခမပေးလို့တဲ့တိတတ်တဲ့စိတ်ငယ်စဉ်ကလေးကပါလာတာလို့လည်းယူဆကြပါတယ်သူတို့ဟာစားလောင်တဲ့အခါမျိုးမှာတော့မှရင်ကြီးခင်းကြီးနဲ့အချက်ပြကြသည်မိဘတွေစိတ်ညစ်ရအောင်အတင်းအကျပ်ပူစားတာမျိုးမရှိတတ်ကြပါဘူးဒီလိုတည်ငြိမ်တဲ့သားသမီးမျိုးဟာကြီးပြင်းလာတဲ့အခါမှာလဲလောကဓာတ်ရဲ့အတက်အကျတွေကိုကြမ်းကြမ်းခံနိုင်သူတွေဖြစ်လာတတ်ကြပါတယ်ဘယ်လိုအခက်ခဲမျိုးမှာဆိုစိတ်ဓာတ်မပြတ်ပဲတည်တည်ငြိမ်ငြိမ်နဲ့အပြေးရှာနိုင်တဲ့အတွက်မိသားစုကိုဘေးကင်းရာကြီးဥဆောင်ခေါ်သွားမယ်အာဇာနည်သားသမီးတွေဖြစ်လာကြမှာပါဗျာဒါကြောင့်တင့်ရဲ့ရင်သွေးလေးဟာမွေးစားကလေးကတခြားကလေးတွေလိုအကြောင်းမဲ့ပူဇာငိုယိုတာမျိုးမရှိပဲအမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့အေးအေးချမ်းချမ်းရှိနေတယ်ဆိုရင်တော့ဒါဟာတင့်မိသားစုရဲ့ကံစားတာကိုတည်ငြိမ်အောင်ထိန်းချောင်းပြီးဆင်းရဲတွင်းကနေကယ်တင်မဲ့ဘုံကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာထူးခြားချက်နံပါတ်6စကားပြောအလွန်ဆိုးပြီးတက်တည်လင့်မာခြင်းဘုံကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ထူးခြားတဲ့ပါရမီဓာတ်ဟာသူတို့ရဲ့ပြောဆိုဆက်တန်မှုစတင်တဲ့အရွယ်ပါတိတိတသာပေါ်လွင်လာတတ်ပါတယ်ပုံမှန်ကလေးတွေတဲ့စကားပြောတာအလွန်စောသလိုပြောလိုက်တဲ့စကားလုံးတွေကလည်းသူတို့အရွယ်နဲ့မလိုက်အောင်တက်တည်လိမ့်မှလွန်းတာကိုတွေ့ရတတ်ပါတယ်။ဒါကိုရှေးလူကြီးတွေကနှုတ်သီးကုန်းလျာပါတာမဟုတ်ဘဲအတိညာဉ်ရှေ့ပြေးတဲ့ကလေးလိုသတ်မှတ်ကြပါတယ်။သူတို့ဟာလူကြီးတွေပြောတာကိုတခါနားထောင်ရုံနဲ့မှတ်မိနေတတ်ပြီးပြန်ပြောတဲ့အခါမှာလည်းအတိတ်ပဲပြည့်စုံတဲ့စကားလုံးတွေကိုရွေ့ချဲသုံးဆွဲတတ်ကြပါတယ်။ဒါဟာထိုကလေးငယ်ရဲ့အတိတ်ဘဝကပါလာတဲ့ပညာပါရမီနဲ့အတိညာဉ်စွမ်းအားမြင့်မားမှုကိုဖော်ပြနေတာပဲဖြစ်ပါတယ်ဒီလိုဘုံကန်ရှင်သားသမီးတွေရဲ့အဓိကထူးခြားချက်ကတော့မိဘကိုအားပေးတတ်တဲ့စကားတွေကိုပြောတတ်ခြင်းပါပဲမိဘတွေစီးပွားရေးကြောင့်ဖြစ်စေတခြားကိစ္စကြောင့်ဖြစ်စေစိတ်ညစ်နေတာကိုမြင်ရင်ဒီကလေးတွေကအလိုလိုထိနေတတ်ပါတယ်အဲ့ဒီခါမှာမိမိစိတ်မညစ်နေတော့တားကြည့်လိုက်ရင်မိမိတို့ကိုချမ်းသာအောင်ထားမှာဆိုတဲ့စကားမျိုးဒါမှမဟုတ်မိဘရဲ့ပင်ပန်းမှုကိုနားလည်ပေးတဲ့စကားမျိုးတွေကိုရင်ထဲကလာတဲ့စေတနာနဲ့ပြောတတ်ကြပါတယ်ဒီလိုစကားမျိုးဟာမိဘတွေအတွက်တော့ဘလောက်ပဲပင်ပန်းနေပါစေနားထောင်လိုက်ရုံနဲ့တင်အားအင်တွေပြီးဝါသွားစေတဲ့နတ်စီးတစ်ခွက်လိုပါပဲသူတို့ရဲ့နှုတ်ထွက်စကားတွေမှာမေတ္တာဓာတ်ပါဝင်နေတဲ့အတွက်နားထောင်ရသူတိုင်းကိုအေးချမ်းစေပါတယ်ဒါပြင်သူတို့ဟာဘာသာရေးနဲ့ပတ်သက်တဲ့စကားတွေသူတစ်ပါးကိုကူညီခြင်းတဲ့စကားတွေကိုလည်းအလိုလိုပြောဆိုတတ်ကြပါတယ်လူကြီးတွေရဲ့အဆုံးအမကိုလည်းတစ်ခါပြောရုံနဲ့နားလဲပြီးပြန်လဲညှင်းဆန်ခြင်းမရှိတတ်ကြပါဘူးဒီလိုတက်တီလီမာတဲ့သားသမီးမျိုးဟာကြီးပြင်းလာတဲ့အခါမှာနှုတ်မင်္ဂလာကြောင့်ပဲဘယ်နေရာသွားအောင်မြင်မှုတွေရရှိတတ်ပါတယ်သူတို့ရဲ့ပြောဆိုဆက်တန်မှုပြည်ပြည့်မှုကြောင့်ပဲလုပ်ငန်းခွင်မှာဖြစ်စေပတ်ဝန်းကျင်မှာဖြစ်စေလူချစ်လူခင်ပေါ်များပြီးအခွင့်အလမ်းကောင်းတွေအလိုလိုရောက်လာတတ်ပါတယ်
မိသားစုရဲ့ဂုဏ်ကိုမြင့်တင်ပေးမယ်ပြောတတ်ဆိုတတ်လှုပ်တတ်တဲ့အနာဂတ်ခေါင်းဆောင်ကောင်းတွေဖြစ်လာကြမှာပါဒါကြောင့်သင်ရဲ့ရင်သွေးလေးဟာတခြားကလေးတွေထက်စကားပြောစောတယ်လို့ပြောလိုက်တဲ့စကားတိုင်းကလည်းမိဘကိုစိတ်ချမ်းသာစေတဲ့ကျေးဇူးတည်တဲ့စကားလုံးတွေဖြစ်နေတယ်ဆိုရင်တော့ဒါဟာသင်မိသားစုကိုစင်ရဲတွင်းကနေကဲတင်ပြီးဂုံရှိန်တက်အောင်လုပ်ပေးမယ်နှုတ်မင်္ဂလာရှင်ဘုံကန်ရှင်အတိစားတာသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာ ထူးခြားချက်နံပါတ်9တယ်ရစ်ဆန်လီများနဲ့တဘာဝတရားကချစ်ခင်ခြင်းဘုံကန်ရှင်အတိဇာဒသားသမီးတယောက်မှာလူတွေတင်မကပဲတစီတရဝအားလုံးကိုဆွဲဆောင်နိုင်တဲ့အေးချမ်းတဲ့မြတ်တာတဲ့တစ်ခုကိန်းအောင်နေတတ်ပါတယ်ဒါဟာအလွန်ထူးခြားတဲ့လက္ခဏာတစ်ခုပါပုံမှန်အားဖြင့်တယ်ရစ်ဆန်လီတွေကကလေးငယ်တွေရဲ့စူညံမှုတန်ကိုကြောက်ရွံ့တတ်ကြပေမဲ့ဖုံးကန်ကြီးမားတဲ့ကလေးငယ်တယောက်နားမှာတော့အိမ်ကမွေးထားတဲ့ခွေကြောင်လေးတွေကအစအလိုလိုနေရင်လာပြီးကတ်နေတာအေးချမ်းအတူအိတ်ဆက်နေတာမျိုးတွေကိုတွေ့ရတတ်ပါတယ်။ဈေးလူကြီးတွေကတော့ဒါကိုနှက်ကောင်းနှက်မြက်ဆောင်းလျှောက်တဲ့ကလေးဒါမှမဟုတ်မေတ္တာတဲ့အလွန်အားကောင်းတဲ့ကလေးလို့သတ်မှတ်ကြပါတယ်။ဒီလိုကလေးငယ်တွေဟာတဘာဝတရားနဲ့လည်းအလွန်နီးစပ်တတ်ကြပါတယ်။တစ်ပင်ပန်းမှန်တဲ့ကြားမှာနေရတာကိုနှစ်သက်သလိုသူတို့ရှိတဲ့နေရာဟာလေထူးထူးခြားခြားအေးမြောင်လန်းဆန်းနေတတ်ပါတယ်။တရိတ်ဆန်လေးတွေဟာလူသားတွေရဲ့စိတ်ဓာတ်ကိုအာရုံခံနိုင်စွမ်းရှိကြပါတယ်။ဘုံကန်ရှင်သားသမီးတယောက်ရဲ့စိတ်ဓာတ်ဟာအလွန်ဖြူစင်ပြီးဘေးရန်ကင်းတဲ့အတွက်ကြောင့်တရိတ်ဆန်လေးတွေဟာသူတို့ဘေးမှာလုံခြုံမှုရှိတယ်လို့ခံစားကြရတာပါ။ဒါအပြင်တခြားကလေးတွေကတရိတ်ဆန်လေးတွေကိုညင်ဆဲတတ်ကြပေမဲ့ဘုံကန်ရှင်သားသမီးကတော့ငယ်စဉ်ကတည်းကတတ္တဝါတွေအပေါ်တနာကျင်နာတတ်တဲ့ဂယုနာစိတ်အလိုလိုပါလာတတ်ပါတယ်။ဒီလိုမေတ္တာတဲ့ကြီးမားတဲ့သားသမီးမျိုးရှိတဲ့အိမ်မှာအရင်ကထက်ပိုပြီးလက်လာပါရွှင်လန်းလာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့မေတ္တာရှိတဲ့နေရာမှာကံကောင်းခြင်းတွေကအလိုလိုစုဝေးလာတတ်လို့ပါပဲ။သူတို့ရဲ့အေးချမ်းတဲ့စွမ်းအပ်ဟာမိသားစုအတွင်းကတင်းမာမှုတွေကိုလျော့ကျစေပြီးအိမ်သားအားလုံးကိုစိတ်ချမ်းသာမှုပေးနိုင်ပါတယ်။ကြီးပြင်းလာတဲ့အခါမှာလည်းဒီလိုသားသမီးမျိုးဟာပေါမင်းချင်းကလူသားတွေတင်မကတဘာဝတရားရဲ့ဆုံးရှုံးမှုကိုပါရရှိတတ်ကြပါတယ်။ဘယ်လိုဘေးရန်တွေမျိုးကြုံလာပါစေမထင်မှတ်ထားရဲ့အကာအကွယ်တွေရောက်လာပြီးအမြဲတမ်းဘေးကင်းလုံခြုံနေတတ်ကြပါတယ်။ဒါကြောင့်တင်းရဲ့ရင်သွေးလေးဟာမွေးစကားတွေကတရိษံလေးတွေကအလိုလိုချစ်ခင်ကတ်တွေနေတာတဘာဝတရားနဲ့နီးစပ်ပြီးအမြဲတမ်းအေးရမ်းတဲ့အယောင်ဝါတစ်ခုဖုံးလွှမ်းနေတယ်လို့ခံစားရတယ်ဆိုရင်တော့ဒါဟာတဲ့မိသားစုကိုစင်းရဲတွင်းကနေကယ်တင်ပြီးမေတ္တာတရားနဲ့အုပ်ဆိုးမဲ့မေတ္တာရှင်ဖုံးကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာထူးခြားချက်နံပါတ်8အစားအသောက်နဲ့အနေအထိုင်အောက်ကျမခံခြင်းဖုံးကန်ရှင်အတိဇာတာသားသမီးတယောက်ရဲ့ထူးခြားချက်တွေထဲမှာသူတို့ရဲ့ကိုယ်ရီကိုယ်သွေးမင်မမှုဟာငယ်စဉ်ကတည်းကတိတာထင်ရှားလာပါတယ်။ဒါဟာမာနမာနကြီးတာမျိုးမဟုတ်ပဲအတိတ်ဘဝကပါလာတဲ့မြင့်မြတ်တဲ့အလေးအထတွေကြောင့်အောက်ကျမခံတဲ့စိတ်ဓာတ်နဲ့တန်ရှင်းသက်ရောက်မှုကိုမျက်နှိုးတဲ့အမူအရာတွေပါလာခြင်းဖြစ်ပါတယ်။ဒီလိုကလေးမျိုးဟာမိသားစုကဘလောက်ပဲဆင်းရဲနွမ်းပါတဲ့အခြေအနေမှာရှိနေပါစေသူတို့ရဲ့နေထိုင်စားသောက်မှုပုံစံဟာအလိုလိုနေရင်အဆင့်အတန်းတစ်ခုရှိနေတတ်ပါတယ်။ရှဲလူကြီးတွေကတော့ဒါကိုတထေးလောင်းလျာဒါမှမဟုတ်မင်းမျိုးမင်းတွေပါရမီပါလာတဲ့ကလေးလူတင်စားခေါ်ဆိုကြပါတယ်။အစားအသောက်နဲ့ပတ်သက်ရင်ဒီလိုကလေးမျိုးဟာအလွန်စနစ်ကျတတ်ကြပါတယ်။ကလေးငယ်ဆိုပေမဲ့အစားအသောက်ကိုပရံပရာစားတာမျိုးမရှိပဲရင်ကြီးကြီးနဲ့တေတေတက်တက်စားတတ်ကြပါတယ်။နောက်ပြီးအစားအသောက်ကိုနှမျောတွန့်တော်တာမျိုးမရှိပဲမိဘကိုအရင်ကျွေးတာတခြားသူကိုခွဲဝေပေးတာမျိုးတွေကိုငယ်စဉ်ကလေးကလှုပ်ဆောင်တတ်ကြပါတယ်။အနေထိုင်မှာလဲထို့အတူပါပဲမိမိရဲ့ကိုယ်လက်အငယ်နဲ့အဝတ်စားတွေကိုအမြဲတမ်းတန်တန်ရှင်းရှင်းထားတတ်ကြပါတယ်။ညစ်ပတ်နေတာကိုမကြိုက်တယ်လို့အဝတ်အစားနွမ်းပါနေရင်တောင်မှတေတေတက်တက်ဝတ်ဆင်တတ်တဲ့အလေးအကျင့်ပါလာတတ်ပါတယ်။ဒါဟာသူတို့ရဲ့စိတ်ဓာတ်ဟာအောက်ခြေမှာပုံမကျပဲအမြဲတမ်းမြင့်မြတ်တဲ့နေရာမှာရှိနေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဒီလိုအောက်ကျမခံတဲ့စိတ်ဓာတ်ရှိတဲ့သားသမီးမျိုးဟာကြီးပင်းလာတဲ့အခါမှာလဲမိသားစုကိုစင်းရဲတွင်းထဲမှာအကြာကြီးနေခွင့်ပြုမှာမဟုတ်ပါဘူး။သူတို့ရဲ့မြင့်မားတဲ့ကိုယ်ရီကိုယ်သွေးကြောင့်ပဲဘဝကိုအဆင့်အတန်းရှိဖြတ်သန်းမှုအမြဲတမ်းကြိုးစားအားထုတ်ကြမှာဖြစ်ပါတယ်။သူတို့ဟာနှိမ်ချတဲ့အလုပ်မျိုးဒါမှမဟုတ်ဒိတ်ခါမဲ့တဲ့အလုပ်မျိုးကိုလုပ်ပြီးစီးပွားရှာမဲ့သူတွေမဟုတ်ပါဘူး။ဂုဏ်သိက္ခာရှိနဲ့အောင်မြင်အောင်ကြိုးစားပြီးမိဘတွေကိုပါအဆင့်အတန်းမြင့်မားရဲ့လူနေမှုဘဝစီကိုခေါ်ဆောင်သွားနိုင်မဲ့သူတွေဖြစ်ပါတယ်။
သူတို့ရဲ့နေထိုင်မှုပုံစံကပင်မိဘတွေကိုအားချစေပြီးမိသားစုတစ်ခုလုံးရဲ့အဆင့်အတန်းကိုမြင်သိနိုင်တဲ့စွမ်းအားရှိပါတယ်။ဒါကြောင့်တင့်ရဲ့ရင်သွေးလေးဟာငယ်စဉ်ကလေးကအစားအသောက်အနေအထိုင်မှာတခြားကလေးတွေနဲ့မတူဘဲတေတေတတ်တတ်ရှိနေတယ်။တန်ရှင်းမှုကိုမျက်နှိုးပြီးအဆင့်အတန်းရှိတဲ့အမူအရာတွေပြနေတယ်ဆိုရင်တော့ဒါဟာတင့်မိသားစုကိုစင်းရဲတွင်းကနေကယ်တင်ပြီးဂုံတိတ်ခါရှိတဲ့ဘဝစီကိုပို့ဆောင်ပြီးမဲ့ကိုကြီးကိုသွေးမြင့်ဖုံးကန်ရှင်အတိစာတာသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာ ထူးခြားချက်နံပါတ်9မိဘများကိုအိမ်မက်ကောင်းများပေးခြင်းဖုံးကန်ရှင်အတိစာတာပါသမီတယောက်ရဲ့ထူးခြားချက်ဟာလက်တွေ့မျက်မြင်လက္ခဏာတွေတင်မကပဲစိတ်ဝင်ခြင်းပိုင်းဆိုင်ရာအချက်ပေးမှုတွေအထိပါတက်ရောက်မှုရှိပါတယ်ဈေးလူကြီးတွေနဲ့ကျန်းကန်လာအဆူအမိန့်တွေအရာဖုံးကန်ကြီးမားတဲ့တန်ဒီပါတယောက်မိခင်ဝမ်းထဲရောက်လာခြင်းကစလို့ခလီးငယ်မွေးဖွားပြီးစအရွယ်အထိမိဘနှစ်ပါးဟာထူးခြားဆန်းပြပြီးမင်္ဂလာရှိတဲ့အိမ်မက်ကောင်းတွေကိုမကြာခဏမှတ်တတ်ကြပါတယ်။ဒါကိုနမိတ်ဖလအိမ်မက်လို့ခေါ်ဆိုကြပြီးအဲ့ဒီကလေးရဲ့ပါလာတဲ့ဖုံးကန်စွမ်းအားကမိဘတွေရဲ့အာယုံထဲမှာလာရောက်ထင်ဟပ်တာထဲပါတယ်။ဒီလိုဖုံးကန်ရှင်သားသမီးမျိုးကိုပိုင်ဆိုင်ထားတဲ့မိဘတွေဟာအိမ်မက်ထဲမှာရွှေရောင်ငွေရောင်တောက်ပနေတဲ့ပစ္စည်းတွေကိုရရှိတာဒါမှမဟုတ်တကူကြီးဖျားစီဒီတွေကိုဖူးမြော်ရတာမျိုးတွေကိုမှတ်တတ်ကြပါတယ်။အထူးသဖြင့်အလွန်လှပပြီးအနံ့တက်လက်ပြည့်စုံတဲ့ကြားပန်းဖြူကြီးတွေကိုလက်ထဲရောက်လာတာမျိုးမှတ်ခဲ့ရင်ဒါဟာအလွန်မြင့်မြတ်တဲ့သူတော်ကောင်းသားသမီးမျိုးရရှိမဲ့နမိတ်ပါပဲ။အဲ့ဒီအိမ်မက်တွေဟာမှတ်ပြီးတဲ့အခါမှာလဲထိတ်လန့်တကြားဖြစ်မသွားပဲစိတ်ထဲမှာအလွန်ကြည်လင်အေးချမ်းနေတတ်တာမျိုးဟာဖုံးကန်ရှင်သားသမီးပေးတဲ့နမိတ်ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ဒါပြင်အချို့သောအိမ်မက်တွေမှာဆိုရင်ကောင်းကင်ကနတ်မြမာတွေကခလေးကိုလာရောက်လက်ဆောင်ပေးတာမျိုးဒါမှမဟုတ်လူကြီးသူမသူတော်ကောင်းတွေကခလေးကိုကောင်းကြီးပေးတာမျိုးတွေကိုမြင်မှတ်တတ်ကြပါတယ်။ဒါဟာအဲ့ဒီခလေးငယ်ဟာတာမန်လူတွေတင်မကပဲမမြင်အပ်တဲ့အထက်ပုဂ္ဂိုလ်တွေရဲ့စောင့်ရှောက်မှုကိုပါခံယူထားရတဲ့ဖုံးကန်ရှင်ဖြစ်တယ်ဆိုတာကိုတက်တည်ပြနေတာဖြစ်ပါတယ်။အဲ့ဒီအိမ်မက်တွေမှတ်ပြီးနောက်ပိုင်းမှာလည်းမိသားစုအတွင်းမှာစီးပွားလပလာတွေတိတိတသာဒိုးကြလာတာမျိုးဂျုံတွေ့နေရတဲ့အခက်ခဲတွေကနေအန်အောစရာကောင်းလောက်အောင်လွတ်မြောက်သွားတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကို့မှာရင်သွေးလေးရလာတဲ့အချိန်ကစလို့အရင်ကနဲ့မတူပဲထူးခြားဆန်းပြတဲ့မင်္ဂလာအိမ်မက်တွေကိုမကြာခဏမှတ်နေရပြီးအိမ်မက်မတ်ပြီးတိုင်းလဲစိတ်ထဲမှာအလွန်အေးချမ်းပြီးကံကောင်းတော့မဲ့ခံစားချက်မျိုးရနေပြီဆိုရင်တော့ဒါဟာတင့်ပြီးသားစုကိုဇင်းရဲတွင်းကနေကဲတင်ပြီးနတ်ကောင်းနတ်မြတ်တွေဝန်းရောင်ဆောင်ရှောက်မဲ့နမိတ်ရှင်ဖုံးကန်ရှင်အတိဇာတသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျ။ ထူးခြားချက်နံပါတ်10မိသားစုအခက်ခဲကြုံလီအလိုလိုပြေလည်သွားခြင်းဖုံးကန်ရှင်အတိဇာတသားသမီးတယောက်ရဲ့နောက်ဆုံးနဲ့အံ့ဩစရာအကောင်းဆုံးသောလက္ခဏာတစ်ခုကတော့သူတို့ရဲ့ပါလာတဲ့ကံစားတာဟာမိသားစုတစ်ခုလုံးအတွက်အကာအကွယ်ဒိုင်းလွာတစ်ခုလိုဖြစ်နေခြင်းပါပဲဒါကိုရှေးလူကြီးတွေကခလီးကံကြောင်အသက်ဘေးကလွတ်တာဒါမှမဟုတ်ခလီးကံကြောင်စီးပွားမပြတ်တာလို့ပြောလိရှိကြပါတယ်ဖုံးကန်ကြီးမာတဲ့ခလီးငယ်တယောက်ရှိနေတဲ့အိမ်မှာအန်တရတစ်ခုခုဒါမှမဟုတ်ကြီးမာတဲ့အခက်အခဲတစ်ခုခုကြုံလာရပြီဆိုရင်အဲ့ဒီခလီးရဲ့ပါရမီစွမ်းအားကြောင့်မထင်မှတ်ထားတဲ့လမ်းစီတွေပေါ်လာပြီးအလိုလိုပြေလည်သွားတတ်တာမျိုးဖြစ်ပါတယ်ဥပမာအားဖြင့်မိသားစုမှာငွေရေးကြီးရေးအကျက်အသေးအကြီးအကျယ်ဖြစ်နေပြီးဘလို့မှထွက်ပေါက်မရှိတော့ဘူးလို့ထင်ရတဲ့အချိန်မှာအဲ့ဒီခလေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ခလေးရဲ့နမိတ်ကြောင့်ပဲဖြစ်ဖြစ်မထင်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေကလာရောက်ကူညီတာမျိုးအကြံကောင်းဉာဏ်ကောင်းတွေရလာတာမျိုးတွေကြုံရတတ်ပါတယ်ဒါအပြင်ကျမ်းမာရေးဒါမှမဟုတ်ဘေးအန္တရာယ်တစ်ခုခုကြုံလာတဲ့အခါမှာလေအဲ့ဒီခလေးရဲ့ဖုံးကန်ကြောင့်ပဲကံကောင်းထောက်မှစွာဆိုတဲ့စကားလုံးမျိုးနဲ့ဘေးကင်းသွားတတ်ကြပါတယ်ဒါဟာထိုခလီးငယ်ကိုစောင့်ရှောက်နေတဲ့နတ်ကောင်းနတ်မြတ်တွေကခလီးကိုအမိပြုပြီးမိဘတွေကိုပါပူးတွဲစောင့်ရှောက်လိုက်ခြင်းဖြစ်ပါတယ်ဗျာဒီလိုဖုံးကန်ရှင်သားသမီးမျိုးဟာမိသားစုရဲ့လက်ကောင်းလေးတွေလိုပါပဲသူတို့ရှိနေတဲ့အတွက်ကြောင့်ပဲအိမ်မှာစားဝတ်နေရေးခက်ခဲမသွားပဲအမြဲတမ်းပြည့်စုံနေတတ်ပါတယ်တခါတည်းမှာမိဘတွေကစီးပွားရေးအဆင်မပြေလို့စိတ်ညစ်နေရပေမဲ့ကလေးအတွက်လိုအပ်တာမှန်တယ်များကတော့မထင်မှတ်ပဲအလိုလိုပြည့်စုံနေတာမျိုးကလေးကြောင့်ပဲလပ်လာပါတွေပွင့်လာတာမျိုးတွေဟာ
ဖုံးကန်ရှင်သားသမီးရဲ့ထူးခြားတဲ့စွမ်းအားတွေပါသူတို့ဟာမိသားစုရဲ့ကန်စားတာနှင့်ကြားနေချိန်မှာပြင့်တင်ပေးမဲ့အထောက်အပံ့ကောင်းတွေဖြစ်သလိုမိသားစုကိုဒုက္ခတွင်းကနေဆွဲထုတ်ပေးမဲ့ကယ်တင်ရှင်တွေလည်းဖြစ်ကြပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုယ့်အိမ်မှာအခက်အခဲတွေဘလောက်ပဲကြုံလာပါစေအဲ့ဒီအခက်အခဲတွေကနေအမြဲတမ်းအံ့ဩစရာကောင်းလောက်အောင်လွယ်လွယ်ကူကူကြော်လွှားနိုင်နေတယ်။ကလေးရလာပြီးနောက်ပိုင်းမှာဘေးအန္တရာယ်တွေကနေကင်းဝေးနေတယ်လို့ခံစားရတယ်ဆိုရင်တော့ဒါဟာတင့်မိသားစုကိုစင်းရဲတွင်းကနေကယ်တင်ပြီးအမြဲတမ်းအကာအကွယ်ပေးနေမယ်ကန်ထူးရှင်ဖုံးကန်ရှင်အတိဇွာတသားသမီးတယောက်ရဲ့ခိုင်မာတဲ့လက္ခဏာပဲဖြစ်ပါတယ်ဗျာ ပရိသတ်များခမညာအခုကျွန်တော်ပြောပြခဲ့တဲ့လက္ခဏာ10ချက်ကိုနားထောင်ပြီးတဲ့အခါမှာငါသားသမီးမာတို့ဒီအချက်တွေပါလာပြီးငါတို့တော့ချမ်းသာတော့မှာပဲဆိုပြီးအပျော်လွန်ပြီးထိုင်နေလို့တော့မရသေးပါဘူးဘုံကန်ရှင်သားသမီးဆိုတာလေကွင်းထဲကရွှေအိုးကြီးနဲ့တူပါတယ်အဲ့ဒီရွှေအိုးကိုဖော်ယူဖို့အတွက်မိဘတွေဘက်ကလည်းမှန်ကန်တဲ့ mindset နဲ့လုပ်ရတူရှိဖို့လိုအပ်ပါတယ်ခလီးရဲ့ပါလာတဲ့ဘုံကန်ဆိုတာဟာအပင်လေးတစ်ပင်လိုပါပဲအဲ့ဒီအပင်လေးရှင်းတန်းကြီးထွားပြီးအသီးအပွင့်တွေဝေးဝေးဆဆာနဲ့မိသားစုကိုအရေးပေးနိုင်ဖို့ဆိုရင်မိဘတွေကမြည်ပြောစာကောင်းကောင်းကြွေးဖို့နဲ့ပေါင်းတင်မြတ်ရှင်းပေးဖို့တာဝန်ရှိပါတယ်ပထမဆုံးအနေနဲ့တိုက်တွန်းချင်တာကတော့မိဘကိုယ်တိုင်ကတီလာရှိသူဖြစ်အောင်ကြိုးစားပါဆိုတဲ့အချက်ပါဘုံကန်ရှင်သားသမီးတွေဟာအေဂျင့်နဲ့နေရာဖြူစင်တဲ့နေရာမှာပဲပို့ပြီးတောက်ပြောင်တတ်ကြပါတယ်မိဘတွေကအရက်သေးစားတောက်စားတာလောင်းကစားလုပ်တာဒါမှမဟုတ်ဒေါသတကြီးနဲ့အိမ်တွင်းရေးစူးညောင်းပူလောင်အောင်လုပ်နေမယ်ဆိုရင်ခလီးရဲ့ပါလာတဲ့ဘုံကန်တွေဟာမှိန်ဖြော့သွားတတ်ပါတယ်ဒါကြောင့်ကိုယ့်အိမ်ကိုနှက်ကောင်းနှက်မြက်တွေဝန်းရင်ချင်းစရာကောင်းတဲ့အေဂျင့်နဲ့ဓမ္မရည်မြုံတစ်ခုဖြစ်အောင်အရင်ဆုံးဖန်တီးပေးပါမိဘသာတီလာရှိရင်သားသမီးရဲ့ဘုံကန်ဟာနှစ်ဆသုံးဆမကပိုပြီးတူတက်လာမှာဖြစ်ပါတယ်ဒုတိယအချက်ကတော့ခလီးရဲ့ဝါဒနာနဲ့ပါရမီကိုလမ်းမှန်ပြပေးဖို့ပါဘုံကန်ရှင်သားသမီးတွေဟာငယ်စဉ်ကတည်းကထူးခြားတဲ့အသိဉာဏ်ပါလာတတ်တဲ့အတွက်သူတို့ရဲ့စိတ်ဝင်စားမှုကိုအလေးထားပါသူတို့ကိုအတင်းအကျပ်ဖိအားပေးတာမျိုးထက်သူတို့မှာပါလာတဲ့ပါရမီဓာတ်ကိုဘလို့အသုံးချရမလဲဆိုတာကိုဉာဏ်နဲ့ယဉ်ပြီးလမ်းပြပေးပါအထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်တဲ့အသည့်အငင်တွေသူတစ်ပါးကိုကူညီတတ်တဲ့စိတ်ဓာတ်တွေကိုငယ်စဉ်ကလေးကပြိုးထောင်ပေးပါအဲ့ဒီလိုလှုပ်ဆောင်ပေးခြင်းဟာခလီးရဲ့လောကီဘုံကန်တင်မကပဲလောကုတ္တရာပါရမီကိုပါမြင့်တင်ပေးရရောက်ပါတယ်ဗျာနောက်ဆုံးအနေနဲ့အကြီးကြီးဆုံးကတော့ခလီးရဲ့ဘုံကန်ကိုအလွဲသုံးစားမလုပ်ဖို့ပါပဲတချို့မိဘတွေဟာခလေးကကန်ကောင်းလို့စီးဝါတက်လာတဲ့အခါအလို့မလုပ်တော့ပဲအပြော့အပါးမှာပဲအချိန်ဖြုံးတာခလေးကိုအသုံးချပြီးငွေရှာတာမျိုးတွေလုပ်တတ်ကြပါတယ်ဒါဟာခလေးရဲ့ဘုံကန်ကိုဖျက်ဆီးလိုက်ကြတဲ့တူတူပါပဲမိဘတွေဟာခလေးရဲ့ဘုံကန်ကြောင့်ရလာတဲ့အခွင့်အလမ်းတွေကိုအမိအရာစုပ်ကုန်ပြီးမိသားစုဘဝတိုးတက်အောင်ပို့ပြီးစ조사ရမှာဖြစ်ပါတယ်တင်းရဲ့စ조사မှုနဲ့ခလေးရဲ့ဘုံကန်ပေါင်းဆက်လိုက်တဲ့အခါမှာသာတင်းမိသားစုဟာစင်းရဲတွင်းကနေထာဝရလွတ်မြောက်သွားမှာဖြစ်ပါတယ်ဗျာ ပရိသတ်များခင်ဗျာအခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဘုံကန်ရှင်အတိဇာတာသားသမီးတို့၏လက္ခဏာ30ကျဲဆိုတာဟာရှင်းအောင်ကျမ်းဂန်တွေနဲ့လက်တွေ့ဘဝအတွေ့အကြုံတွေကိုပေါင်းစပ်ပြီးဘဟုတုတအဖြစ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့သိလိုက်ရတာကတော့လူတစ်ယောက်ရဲ့ဘဝမှာကံဆိုတာဟာတကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေလေဆိုတာပါပဲသားသမီးကောင်းရရှိခြင်းဟာမိဘတွေအတွက်တော့ကဘာပေါ်မှာအဖိုးတန်ဆုံးသောယတနာတစ်ပါးကိုပိုင်ဆိုင်လိုက်ရတာနဲ့တူတူပါပဲဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ခုကိုထပ်မံသတိပေးလိုတာကတော့သင်သားသမီးမှာဒီလက္ခဏာတွေအားလုံးမပါလာခဲ့ရင်တောင်မှစိတ်တဲ့ကြစရာမလိုပါဘူးဆိုတာပါပဲကံဆိုတာဟာပြုတ်ပြင်းလို့ရပါတယ်အခုသင်စီမှာရှိနေတဲ့သားသမီးလေးတွေကိုမိဘကမေတ္တာရနဲ့စနစ်တကျပြုစုပြိုးထောင်ပေးမယ်သူတော်ကောင်းတရားတွေလမ်းညွှန်ပေးမယ်ဆိုရင်အဲ့ဒီကလေးဟာနောက်တစ်ချိန်မှာမိသားစုကိုကယ်တင်မဲ့ဘုံကန်ရှင်တယောက်အလိုလိုဖြစ်လာနိုင်ပါတယ်အတိဇာတာသားသမီးဆိုတာမွေးရပါပါလာသလိုမိဘရဲ့အဆုံးမမကြောင့်လည်းဖြစ်ထွန်းလာနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့ခင်ဗျာမိဘတိုင်းဟာကိုယ့်ရဲ့ရင်သွေးလေးတွေကိုမိမြက်တဲ့စိတ်သက်တွေကိန်းအောင်လာအောင်တွန်းတင်ပေးခြင်းမိမိတို့ကိုယ်တိုင်လည်းသားသမီးတွေအတွက်စံပြထစ်တဲ့မိဘခေါင်းတွေထစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းလိုပါတယ်အိမ်တိုင်းမှာလည်းအေးချမ်းတဲ့မိကာဓာတ်တွေလွှမ်းမိုးပြီးစင်းရဲတွင်းကနေလွတ်မြောက်ခါစီးပွားလပ်လတွေဒီရေအလားတိုးတက်ကြပါစေလို့ကျွန်တော်တို့ဓမ္မ mindset မြန်မာ channel ကနေစုမွန်ခေါင်းတောင်းပေးလိုက်ပါတယ်အခုဗီဒီယိုလေးကမိတ်ဆွေတို့အထက်ဘဟုတုတလည်းရ
စိတ်ခွန်အားလည်းရစေမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘဝနေနည်းတွေဓမ္မအတွေးမြင်တွေနဲ့လက္ခဏာရက်တွေကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။တင်းရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာလည်းကိုဝင်စားထားရတဲ့မိဘတွေဒါမှမဟုတ်ခနည်းငယ်လေးတွေရှိတဲ့သူတွေရှိရင်သူတို့လည်းသိသွားအောင်ဒီဗီဒီယိုလေးကို share ပေးသွားပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုသစ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးစေချင်တယ်လဲဆိုတာကို comment မှာရေးပေးခဲ့နိုင်ပါလေ။အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတယ်မိဘပြည်သူဓမ္မမိတ်ဆွေတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးရှိပါတယ်ခင်ဗျာအားလုံးပဲဘေးကင်းလုံခြုံပြီးကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေခင်ဗျာ